အားလုံးပဲမင်္ဂလာပါခင်ဗျာကိုမွန်ကနုပညာကားစစ်စင်တာနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်တို့စီမှာလုပ်ငန်းသုံးကားလေးတွေတည်းကအမေးများတဲ့ကားချစ်သူမိတ်ဆွေများအတွက် Ford Tiger VR ရုပ်ပြောင်း12ပေကားကြီးတွေအသစ်ထပ်မံရောက်ရှိကြပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီ Ford Tiger VR 12ပေကားကြီးရာဆိုတော့ဇက်လန်လို့ရမှာဖြစ်ပြီးတော့490 turbo charge engine 4 cylinder ကိုအသုံးပြုပေးထားပြီး engine power အနေနဲ့ရတယ် 2.7 ကိုမှ diesel engine power ကိုအသုံးပြုပေးထားပဲဖြစ်ပါတယ်ခင်ဗျာofficial running အနေနဲ့ရတယ်ကီလို6000သို့မဟုတ်တစ်နေ့ထိကို running ပြတဲ့ကားမျိုးစားလေးပဲဖြစ်ပါတယ်0ကီလိုကိုမှဝယ်ယူသူမီပေါင်းနောက်ဆုံးနံပါတ်ရန်ကုန်လမ်းစနဲ့ဝယ်ယူရရှိနိုင်မဲ့ကားမျိုးစားလေးပဲဖြစ်ပါတယ်ခင်ဗျာဒီကားလေးတွေကဆိုတော့အလျားက12ပေအနံ6ပေ9လက်မှာကျွန်တော်တို့အတွင်းဝင်အကျယ်အနေနဲ့ရတယ်6ပေ3လက်မတိကိုအသုံးပြုပေးထားတဲ့ကားမျိုးစားလေးပဲဖြစ်ပါတယ်ဝန်တင်ဆောင်နိုင်တဲ့လည်း2.5တန်ဒီကိုတင်ဆောင်နိုင်တဲ့ကားမျိုးစားလေးဖြစ်တဲ့ကြောင့်လုပ်ငန်းသုံးကျင်တဲ့ကားချစ်သူမိတ်ဆွေများအတွက်ကလည်းတော်တော်လေးအသုံးဝင်နေတဲ့ကားမျိုးစားလေးပဲဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့အနေနဲ့ကျွန်တော်ခုပြပေးခဲ့တဲ့ Ford Tiger VR လုပ်ငန်းသုံးကား12ပေကားကြီးတွေကိုချိန်နေတဲ့လို့လာရောက်ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ကိုမွန်ကနုပညာမှာမျက်မြင်ကြည့်ရှုပြီးတော့လာရောက်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ။